ကောင်လေးကလေလံတင်ခံနေရတဲ့ရေသူမလေးကိုကယ်တင်ဖို့အတွက်ဒေါ်လာတန်း900အထိအသုံးပြုခဲ့တာကြောင့်အဲ့ဒီအချိန်ကစပြီးရေသူမလေးကသူ့ကိုချစ်မိသွားခဲ့ပါတယ်15နှစ်ကြာတဲ့အခါမှာတော့ကောင်လေးရဲ့မိသားစုဟာစီးပွားပြက်ကတ်နဲ့ရင်ဆိုင်ရတော့မယ့်အခြေအနေမှာရေသူမလေးကကျေးဇူးဆက်ဖို့အတွက်သူမရဲ့မိခင်စီမှာအကူအညီတောင်းခဲ့ပါတယ်ပင်လယ်ဘုရင်ကကောင်လေးရဲ့မိသားစုပိုင်ငါးဖမ်းကွင်းတွေမှာငါးတွေအမြဲရရှိအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ကောင်လေးကသူ့သမီးကိုလက်ထပ်ရမယ်ဆိုတဲ့အချက်ကိုကတိတောင်းခဲ့ပါတယ်ကောင်လေးရဲ့ဖခင်ကသဘောတူလိုက်တဲ့အခါပင်လယ်ဘုရင်ကသမီးဖြစ်သူရဲ့လက်ဘင်းကပါဟတ်တွေကိုပိတ်ပြီးငါးအမိကိုလူသားခြေထောက်ဖြစ်ပြောင်းလဲပေးလိုက်ပေမဲ့ကုန်းပေါ်ရောက်ရင်လုံးဝမငူဖို့နဲ့၃ချိန်ထပ်ပို့ပြီးငိုမိရင်ခန္ဓာကိုယ်ကအမြုပ်ဖြစ်ပြောင်းသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်ရေသူမလေးကပျော်ရွှင်အောင်နေပါမယ်လို့ကတိပေးခဲ့ပေမဲ့သူမချစ်တဲ့သူနဲ့လက်ထပ်ပြီးတဲ့အခါမှာတော့အမျိုးသားကသူမကိုအကြီးအကျယ်မုန်းတီးနေတာကိုသိလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူ့ဖခင်ကရေသူမလေးနဲ့လက်ထပ်ဖို့အတွက်သူ့ရဲ့ပထမဆုံးအချစ်ကိုတခြားနိုင်ငံကိုပို့ပစ်ခဲ့လို့ပါပဲဖခင်ဖြစ်သူတေးဆုံးသွားတဲ့အခါအမျိုးသားကသူ့ရဲ့ရည်စားဟောင်းကိုအိမ်ပြန်ခေါ်လာခဲ့ပြီးသူမမှာကလေးတစ်ယောက်ရှိနေပေမဲ့လည်းဆက်ချစ်နေခဲ့ပါတယ်သူတို့နှစ်ယောက်ပျော်ရွှင်နေတာကိုမြင်ရတဲ့အခါရေသူမလေးဟာဝမ်းနဲ့လုံးလို့ပထမဆုံးမျက်ရည်ကျခဲ့ရပြီးအဲ့ဒီမျက်ရည်ဟာပလဲလုံးလေးဖြစ်ပြောင်းသွားတာကိုရည်စားဟောင်းကမြင်သွားပါတယ်အပိုင်း20တင်ပေးမှာမို့ဖောက်ပါပြီးအသေးလေးပြီးခဲ့ပါဦးများ